ကဲမင်္ဂလာညချမ်းပါဗျာနော်မျိုးတွေကျွန်တော်တို့အဖွင့်လှခဲ့ပြီကျွန်တော်ရဲ့မပါသမားတွေပြီးတော့ကျွန်တော်ငါးလုံးခုမှုကျော်ခွေ3000နဲ့ရောင်းတာအခွေကလည်းဒီနေ့62ဆိုဆင်းပါတယ်ဗျာနော်ကျွန်တော်ရဲ့မပါသမားတွေလည်း62မှာတစ်ဘရိတ်မှာရပါတယ်ဗျာနော်ကျွန်တော်မနေ့ည2ခွေလုံးဝင်တယ်ဗျာနော်မပါသမားတွေမနေ့ပိုင်း3ညခွန်တော့ဝင်နေဆိုပြီးမဲ့ကျွန်တော်မလိုက်ခိုင်းတဲ့အတွက်ကြောင့်မလို့မရဘူးပဲဗျာနော်အဲ့ဒီအစားကိုကျွန်တော်အခွေတစ်ခွေထပ်ပေးပါမယ်အဲ့တော့အဲ့ဒါလေးကိုပြီးမှပြပါမယ်ဒါအခုကျွန်တော်မနေ့ကပြခဲ့တဲ့ break ကြိုက်တဲ့မျိုးတွေအတွက်619 break เนาะ2025ရဲ့ calendar တစ်ပြင်လုံးမှာပြက်ပင်မရှိဘူးဆိုပြီးတော့ကျွန်တော်ပြခဲ့ပါတယ်အဲ့တော့ကြောင့်မလို့ break ကြိုက်တဲ့မျိုးတွေဒီနေ့အဖွင့်နေမှာရမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုစဉ်ဆက်မပြတ်အားပေးနေတဲ့အမျိုးတွေဆိုရင်เนาะကျွန်တော်ပြပေးတဲ့ break ကလေးတွေနဲ့အဆင်ပြေပါလိမ့်မယ်အခွေတွေနဲ့အဆင်ပြေပါလိမ့်မယ်လုံးပိုင်း1 chain တွေနဲ့အဆင်ပြေပါလိမ့်မယ်ဗျာเนาะအဲ့တော့ကျွန်တော်နောက်ထပ် break လေး3လုံးပြပေးပါမယ်ထွက်မလာသေးတဲ့ break တွေပါเนาะထွက်မလာသေးလို့ပြရခြင်းမဟုတ်ပါဘူးမူရပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ break ကြိုက်တဲ့မျိုးတွေအတွက်ကိုလိုက်မယ်ဆိုရင်ကြံ4ရက်မှာလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ပွဲတိုင်းမပြောက် break မှာ258 break ပါဗျာเนาะ break 3လုံးကပွဲတိုင်းမပြောက်ပါဘူးစစ်ပြပါမယ်258ပါဗျာဒီမှာ2 break 10 break 5 break ဒီတပွဲပြတ်ပါတယ်258 break တွေဆင်းပါတယ်258 break တွေဆင်းပါတယ်258 break တွေပိုးသူပတ်ဆက်ဆင်းပါတယ်258 break တွေဆင်းပါတယ်258 break 3လုံးနဲ့ကမဖြစ်မနေတစ်လုံးနှလုံးကဆင်းကိုဆင်းပေးပါတယ်ဗျာနော်10 break တစ်လုံးဆင်းပေးပါတယ်258 break တွေဆင်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 းပါတယ်2 break တွေ10 break တွေဆင်းပါတယ်5 break ဆင်းပါတယ်5 break 2 break 258 break တွေဆင်းပါတယ်ဗျာနော်ပိတ်ရဒီရှိတာတော့မှဆင်းပေးပါတယ်10 break တွေ2 break တွေဆင်းပါတယ်ပိတ်ရရှိပါတယ်2ရက်အတွင်းမှာ3ရက်ထဲရှိတာတော့မှ258 break တွေဆင်းပေးပါတယ်258 break တွေဆင်းပေးပါတယ်258 break တွေဆင်းပေးပါတယ်ဗျ258 break တွေဆင်းပေးပါတယ်258 break တွေဆင်းပေးပါတယ်258 break 3လုံးကမဖြစ်မနေကိုလိုက်ဆင်းပေးပါတယ်258 break တွေကမဖြစ်မနေဆင်းပေးပါတယ်258 break ဒီတပွဲပြတ်ပါတယ်ပြတ်ပွဲကကျွန်တော်တို့ဒီတပွဲရဲ့တပွဲရဲ့နှစ်ပွဲပဲပြတ်ပါတယ်ဗျဒီပွဲကလည်းဆင်းပေးပါတယ်ဗျနော်258 break တွေအခုကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်း4 1ဆင်းပါတယ်3ဆင်းပါတယ်258 break တွေ5 break တစ်ချိန်ဆင်းသွားပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာ258 break တွေမလာသေးပါဘူးခွန် break ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့ရက်တွေမှာသူ့ရဲ့ power ဖြစ်တဲ့2 break ဆင်းလာဖို့လည်းရှိပါတယ်နော်အဖွင့်တွေမှာခွန် break ကြားထားတဲ့အတွက်ကြောင့်မလို့ power break 2 break ဆင်းမလာရင်ခွန် break ကဆင်းလာမှာပြန်ဆင်းလာမယ်ဗျာနော်အဖွင့်တွေမှာကြားတဲ့ break နဲ့ break power ကပြန်ပွဲအတွင်းမှာမဖြစ်မနေတစ်ချိန်ပြန်ဆင်းပြီးတယ်ဗျာနော်အဲ့တော့2ခွန် break ကိုလိုက်မယ်ဆိုရင်လည်းတွဲပြီးတော့လိုက်လို့ရပါတယ်ဒါမှမဟုတ်လဲ258 break 3လုံးကိုပဲလိုက်ရိုက်မယ်ဆိုလဲရိုက်လို့ရပါတယ်ဗျာเนาะဒါကျွန်တော်မူရပြပေးတာပါအဲ့တော့ break ကြိုက်တဲ့မျိုးတွေကကျွန်တော်မနေ့ကပြပေးပြီးသွားပြီ619 break ကလေးကဒီနေ့29နဲ့အောင်သွားပါတယ်အဲ့တော့ကြံ4ရက်ကိုဇာတို့ရိုက်ချင်တဲ့မျိုးတွေအတွက် break ကြိုက်တဲ့မျိုးတွေအတွက်ကိုကျွန်တော်258 break ကလေးပြပေးလိုက်ပါဗျာเนาะအဲ့တော့ good luck ပါဗျာเนาะ